ပဲမင်္ဂလာပါကျွန်တော်တို့ Playpage Channel ရဲ့ကြိုဆိုလိုက်ပါတယ်ဒီညတက်ဆက်ပြီးမှာတော့နီးတကောင်ရဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နီးနဲ့တကောင်အမောင်တိကျနေတဲ့အခန်းချင်းလေးထဲမှာမင်းမင်းတယောက်အင်မတော်နိုင်ဖြစ်နေပါတယ်ဆောင်းပွဲနီးတို့စာချက်နေရင်ကနေရုတ်တရက်ကြောချမ်းတယ်လို့ခံစားရလို့ဘေဘီကိုကြည့်လိုက်ပြင်မဲ့လေဘာမှမတွေ့ရပါဘူးအော်ငါစာချက်လုံးတော့အာယုန်ကြီးထောက်ချနေတာဖြစ်နေပါပါလူကုတ်ကိုဖြစ်သေးပြီးတော့ကလေးပေါ်မှာလဲချလိုက်ပါတယ်အစီမိတ်ပြီးခဏကြာမှထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်အခန်းကားကိုတယောက်ယောက်ကညှင်းသားစွာခောက်နေတဲ့အတန်မျိုးပါဘသူလဲနင်းနေရမေးလိုက်ပြင်မယ်ဘာမှပြန်မထူပါဘူးအခန်းဝါကိုသွားပြီးတကားပွင့်ကြည့်လိုက်တဲ့ချိန်မှာတော့ဘသူမှရှိမနေပါဘူးအဲ့ဒါနဲ့မင်းမင်းလဲအဲ့ရတဲ့ပြန်လင်းနေလိုက်ပါတယ်မင်းကတည်းကပြသွားတဲ့အချိန်မှာကျေလောင်တဲ့အတန်ကြီးနဲ့တကားကိုဝုန်းမနဲ့ထူလိုက်တဲ့အတန်ကိုကြားလိုက်ရပြန်ပါတယ်မင်းမင်းလဲလမ်းလို့သွားပြီးကတင်မောနဲ့ထားထိုင်လိုက်ပါတယ်ဒီတစ်ခါမှတော့မင်းမင်းလဲတကားကိုသွားဖွင့်ကြည့်လိုက်တဲ့အချိန်မှာအဖြူရောင်ဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ကကြောပေးပြီးတော့ရက်နေတာကိုတွေ့လိုက်ရပါတယ်သူ့ရဲ့မျက်နှာကိုမမြင်ရပေမဲ့သူ့ရဲ့ကြောပြင်ကတော့တုံရီနေတာကိုမင်းမင်းတတိထားမိလိုက်ပါတယ်မင်းမင်းလဲကြောင်လုံးကိုအော်ဖို့ကြိုးစားပေမဲ့အတန်ထွက်မလာပါဘူးမင်းကလေးကတဖြည်းဖြည်းလှည့်လာပြီးမင်းမင်းစီကိုရှောက်လာပါတယ်သူမရဲ့မျက်လုံးတွေကတွင်းရောင်တွေလွှမ်းနေပြီးပါးစပ်ကလည်းငါ့ကိုဘာလို့တက်ပြစ်တာလဲတူတူလေးမေးလိုက်ပါတယ်မင်းမင်းလည်းဘာပြန်ပြောမှမသိဖြစ်နေတော့ဘင်းကလေးကသူ့အနားကိုရောက်လာသူ့ရဲ့ level ကိုညှစ်ဖို့ကြိုးစားပါတယ်မင်းမင်းလည်းအသက်လို့ဂျုံးကန်နေရနေကတင်ပေါ်နေပြုတ်ကျသွားပါတယ်နိုးလာတော့နေအောင်ကြီးကအခန်းထဲကိုဝင်နေပါတယ်အင်မကြီးပါလားလို့မင်းမင်းလည်းတပင်းချလိုက်ပါတယ်ဒါပေမဲ့လေပင်မှာအရာထင်နေတဲ့လက်ရာတွေကိုတော့မြင်မြင်တွေ့ရတဲ့အချိန်မှာတော့ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇလန်းတွေကိုနားထောင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ Playpage Channel တွေကို Like and Follow လုပ်ခဲ့ပါဦးခင်ဗျာ